အားလုံးမင်္ဂလာပါတော့A1ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ Microsoft Word ထဲမှာဓာတ်ပုံလေးထည့်တယ်ပေါ့နော်ထည့်ပြီးသွားတဲ့အခါမှာဒီဓာတ်ပုံလေးကိုလိုချင်တဲ့နေရာကိုရွှေ့တဲ့အခါမှာလွယ်လွယ်ကူကူရွှေ့မရဘူးဆိုတဲ့သူတွေအတွက်ဒီ view လေးကအကျိုးရှိပါလိမ့်မယ်โอเคပါဒါဆိုရင်ကျွန်တော်တို့ကဒီပုံလေးကိုရွှေ့ချင်တာဖြစ်တဲ့အတွက်ဒီပုံလေးကိုလက်ညှိုးကလေးတစ်ချက်နှိပ်ပြီးတော့ရင်သူ့ပေါ်မှာ right click ထား west tab ထဲကိုသွားပြီးတော့ရင် square ဆိုတာလေးရွေးလိုက်ပြီးဆိုတာနဲ့အလွယ်တကူရွှေ့လို့ရသွားပြီပဲဖြစ်ပါတယ်ကျွန်တော်တို့အခုလိုမျိုး Computer Business နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို video ဟိုတစ်ပုတ်ကြည့်ဒီတစ်ပုတ်ကြည့်လေ့လာနေမယ်စာပြည့်ပြည့်စုံစုံလေးပေါ့နော်လုံးဝလက်ကွက်ချင်းတဲ့အနေထားကနေပြီးတော့လုပ်ငန်းခွင်ဝင်လို့ရတဲ့ဒီ Computer Business ဘိုင်းကိုလုံးဝကျွမ်းကျင်ဘာမှပြန်လေ့လာစရာမလိုအောင်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှိမှာ Computer Business Online Course လေးရှိပါတယ်Computer Business Online Course ဆိုပေမဲ့ကျွန်တော်တို့ကသိတဲ့အတိုင်းကိုရှိမှာလာတက်တဲ့သင်တန်းသားတွေအကုန်လုံး Business ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘာမှထပ်ပြီးလေ့လာစရာမလိုအောင်ကျွန်တော်တို့လက်ကွက်ကျင့်တာကနေစပြီးတော့ဒီ Windows System ဘိုင်းသုံးတဲ့ဟာတွေပြီးတဲ့အခါမှာ Microsoft Word Excel PowerPoint အောင်မှာလုံးဝ setting တစ်ခုမချမ်းပေါ့နော်အသေးစိတ်ကျွန်တော်တို့တင်ပြပေးထားတယ်ပေါ့နော်ဒီ Basic Class လေးထဲမှာအဲ့တော့ Word Excel PowerPoint ပြင်ကျွန်တော်တို့ကဒီအခွေပန်းနဲ့အပိုင်းတွေပေါ့နော်ခွေပန်းနဲ့ပိုင်းတွေ Neo Expert နဲ့အခွေပန်းနဲ့ပိုင်းတွေ Format Factory နဲ့ကျွန်တော် MP4 ကနေ MP3 ပြောင်းမယ်နော်ပြီးသွားတဲ့အခါမှာဓာတ်ပုံ format တွေပြောင်းမယ် MP3 format တွေဒါမျိုးတွေပေါ့ format ပြောင်းတဲ့အပိုင်းတွေကိုလည်းထည့်ပြီးတော့သင်ပေးထားတယ်ပေါ့နော်ပြီးတော့ Computer ဝယ်တဲ့အခါမှာဆောင်းဝမ်လေးတွေ Computer အစိပ်ပိုင်းအကြောင်းတွေရယ်ပြီးတော့ Internet Email ပိုင်းတွေကိုကျွန်တော်တို့ဗျာလုံးဝအခြေခံကနေစပြီးတော့basic course တစ်ခုမှာသိထိုက်တဲ့အရာတွေအားလုံးကိုပြည့်စုံသင်ပေးထားတယ်ပေါ့နော်ကျွန်တော်တို့ online course ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အပြင်ကသင်တန်းတွေထက်တော့ဈေးကတော့နည်းနည်းသက်သာတာပေါ့နော်ပြင်မှာသွားပြီးတော့ basic course တစ်ခုကိုတက်မယ်ဆိုရင်သင်တန်းကြီးအနည်းဆုံး3သိန်းလောက်တော့ရှိပါတယ်ကျွန်တော်တို့ online course ကတော့အဲ့လောက်တော့မရှိဘူးပေါ့နော်အဲ့တော့သင်ခန်းစာတွေတော့ကျွန်တော်တို့ Telegram group ထဲမှာတင်ပေးထားတာဖြစ်တဲ့အတွက်ကိုယ်စိတ်ကြိုက်အားတဲ့ချိန်မှာလေ့လာလို့ရပါတယ် certificate လည်းထွက်ယူနိုင်ပါတယ်တကယ်လို့သင်တန်းလေးစိတ်ဝင်စားရဲဆိုရင်တော့အောက်မှာ comment ရေးထားခဲ့လို့ရပါတယ်ခင်ဗျ